မရှိတဲ့ကဘာမှသမီးပြောနေမယ်လို့ထင်လားဟိုဟာပေးလဲမကောင်းတဲ့လောကကြီးမှာမိဘမြတ်တာရှာဖေမေမေခေါ်မရှိပါအဖေနဲ့ဆိုတာဘာမှမသိပါဘယ်သူမှမသိပါမိဘမြတ်တာငါတော့ဘဝ